to giggle dreams preschool သားမီးတို့အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်ဒီချက်ကမြေခွေးနဲ့ငှက်ကြားဆိုတဲ့ပုံမြင်လေးကို TV ပပတ်ရှိုးလေးနဲ့ပြောပြပေးပါမယ်တခါတုန်းကတောအုပ်လေးတစ်ခုထဲမှာမြေခွေးနဲ့ငှက်ကြားတငယ်ချင်း2ယောက်ရှိကြတယ်ကွတနေ့တော့မြေခွေးကသူ့ရဲ့အိမ်မှာညစာလာစားဖို့အတွက်ငှက်ကြားကိုဖိတ်ခေါ်လိုက်တယ်ကိုငှက်ကြားရေမနေ့ပြန်ကြရင်ကျွန်တော်အိမ်မှာညစာလာစားလဲဗျကိုငှက်ကြားကလည်းကောင်းပါပြီနေ့ပြန်ကြရင်ခမည်းအိမ်ကိုလာခဲ့ပါမယ်ဒီလိုနဲ့ငှက်ကြားကမြေခွေးချိန်ထားတဲ့အချိန်ကိုရောက်သွားတော့ပေါ့မြေခွေးကလည်းသူချက်ပြုတ်ထားတဲ့ဟင်းလျာတွေနဲ့သူကငှက်ကြားကိုဧည့်ခံတယ်ကဲကိုငှက်ကြားစားပြစားအားမနာနဲ့နော်ကျွန်တော်ဟင်းတွေအများကြီးချက်ထားတယ်ဒါပေမဲ့တဲ့မြေခွေးကသူချက်ထားတဲ့ဟင်းတွေကိုပကံလုံးထဲမှာထည့်ပြီးတော့ငှက်ကြားကိုဧည့်ခံတာပေါ့အဲ့ဒီခါမှာတော့ငှက်ကြားလို့နှုတ်သီးရှည်တဲ့တဝါကတဲ့ဒီပကံလုံးထဲကဟင်းတွေကိုစားဖို့အရင်ကခက်ခဲနေခဲ့တယ်သူဘလို့ပဲစူးစမ်းစားပေမဲ့ဟင်းတွေကအကုန်လုံးဖိတ်ကြကုန်တော့တယ်မြေခွေးကတော့အဲ့ဒီအပြုတ်မှုကိုလုံးဝဂရုမစိုက်ပဲသူ့ရဲ့အစားအသောက်ကိုပဲအားရပါရဆက်ပြီးစားနေတော့တာပေါ့ငှက်ကြားခမရဗိုက်ဆာနဲ့ဘာမှမစားရပဲနဲ့ထိုင်နေရတော့တယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ငှက်ကြားဟာမြေခွေးကိုနောက်နေ့သူ့ရဲ့အိမ်မှာညစာစားဖို့ပြန်ဖိတ်ခေါ်လိုက်တယ်ကိုမြေခွေးရေမနေ့ပြန်ကြရင်တော့ကျွန်တော်အိမ်ကိုညစာစားဖို့လာခဲ့ဗျဒီလိုနဲ့သူတို့ကသဘောတူညီချက်ရကြည့်ပြီးတော့ငှက်ကြားကတော့ဗိုက်ဆာနဲ့ပဲအိမ်ကိုဘာမှမစားရပဲနဲ့ပြန်ခဲ့ရတော့တာပေါ့ကွယ်အော်နောက်နေ့ရောက်တဲ့အခါမှာတဲ့မြေခွေးကလည်းငှက်ကြားရှိကိုညစာစားဖို့အတွက်ရောက်သွားတယ်ငှက်ကြားကတော့အစားအသောက်တွေအားလုံးကိုချက်ပြုတ်ပြင်ဆင်ပြီးတော့မြေခွေးအလာကိုစောင့်နေတော့တယ်ကဲကိုမြေခွေးရေကျွန်တော်ကတော့အစားအစာတွေကိုအစင်သစ်ချက်ပြုတ်ထားပြီဗျကဲစားကြမယ်ဒါပေမဲ့တဲ့ငှက်ကြားကသူချက်ပြုတ်ထားတဲ့အစားအစာတွေကိုလေဘင်းရှည်တဲ့အိုးထဲမှာထည့်ပြီးတော့မြေခွေးကိုအက်ခံတာပေါ့တဲ့ငှက်ကြားကတော့တဲ့သူ့ရဲ့နှုတ်သီးရှည်တွေနဲ့လေဘင်းရှည်အိုးတွေကအစားအသောက်တွေကိုအေးဆေးစားနေပြီမယ်တဲ့မြေခွေးကတော့သူ့နှုတ်သီးနဲ့ဘလို့မှလေဘင်းရှည်အိုးတွေကအစားအသောက်တွေကိုစားဖို့မမီဘူးတဲ့ဘလို့ပဲစူးစမ်းစားလို့မရဘူးတဲ့အဲ့ဒီခါကျမှ तू ကကိုငှက်ကြားအားရပါရစားနေတာကိုကြည့်ပြီးတော့သူလုပ်ခဲ့တဲ့အပြုတ်အမူအတွက်နောင်တရသွားတော့တာပေါ့ကွယ်ဒီလိုနဲ့နောက်ဆုံးမှာတော့မြေခွေးကဗိုက်ဆာနဲ့ဘာမှမစားရဘဲနဲ့သူ့အိမ်ကိုပြန်ခဲ့ရတော့တယ်ကလေးလေးကြီးဒီပုံမြင်ထဲမှာလို့ပဲကိုကသူ့တပားကိုမကြိုက်တဲ့အပြုတ်အမူတွေကိုမလုပ်သင့်ဘူးနော်ကိုပြုသမျှကန်နေရလဲကိုစီကိုပြန်ရောက်တတ်တယ်ဆိုတာကိုသင်ခန်းစာယူနိုင်ကြပါစေကွယ်